USA မှာနေတဲ့အမချောရေအမကိုချစ်လို့နော်အမရေအမကိုအမတင်ထားတဲ့ဗီဒီယိုဖိုင်ကိုတွေ့ပြီးမှအမကိုချစ်လို့ပြန်ပြောချင်လို့ညီမလိုင်းတက်လာပြီပေါ့နော်အမှန်တကယ်တော့အခုအိတ်တော့မလို့ပဲအမကိုချစ်လို့နော်ဒီမှာ USA မှာနေတဲ့အမဒီအမလေသူ USA မှာနေရနှစ်တော်ကြာသွားပြီပေါ့နော်အတဲနာမမြန်မာအတန်မပေါက်တော့ဘူးဒီလားအမဒါပေမဲ့အမပြောတာကိုညီမကောင်းနားလဲတယ်နော်ကောင်းလေးနားလဲပါတယ်ရှင့်ညီမလေးအမရဲ့အတန်ကိုအရင်ဦးဆုံးဖွင့်ပြီးတော့ပေးနားထောင်မယ်နော်အမပြောပါမင်းရပြဒီအမချောလေးပြောတာUSA မှာနေရအော်ခဏလေးနော်ဒီမှာစာလေးတော့ရေးထားတယ်မကြည့်ချင်တော့ကြော်သွားပါတဲ့အမကညီမလေးတို့ကိုပြောထားတယ်ဆိုတော့ညီမလေးလည်းအရင်ကြည့်ချင်တာလေအဲကြောင့်မို့ညီမလေးဝင်ကြည့်လိုက်ပြီနော်အမကိုပြောပေးမယ်အမပြောပါမင်းရပြပြောတော့အမရေမြန်မာလိုတော့ပြောနော်ညီမလေးတို့အင်္ဂလိပ်လိုမပြောဘူးညီမလေးကမြန်မာပဲနေတာမြန်မာနိုင်ငံမှာပဲဘယ်လိုပြောစားပြောမလို့မသိဘူးအမပြောချင်တယ်လို့ပြောအမအစင်ပြေတယ်လို့ပြောဟုတ်ကဲ့အော်မာယာလေးဆိုတော့ဟိုကလေးမလေးမော်လမြိုင်ကသူ့ယောက်ျားနဲ့ခဏရန်ဖြစ်တာပြောတယ်မစားကိုကောင်းအောင်သူ့တဲ့ဟုတ်တာပေါ့ဆိုဝါလေအမလူဆိုအားလုံးကသူ့ဘွားနဲ့သူ့ကြောင်းမှန်တာပေါ့အမရေမှန်နဲ့လာလာဘာသာကလည်းမေးဘူးအမဖြည်းပြောလေးကိုကျမမင်းချစ်တယ်လားဘာပြောလို့နေလို့ဘာလဲသူကဟိုညီမလေးတို့ရွှေတွေအများကြီးဝတ်ထားလို့ဟုတ်တယ်အမရေညီမလေးတို့ရွှေတွေဝတ်ထားတာဟုတ်တယ်မာယာလေးကတိတ်အစိမပြေတော့ယောက်ျားကလည်းသူ့ဘာနားမလဲဘူးနားမလဲပြီးတော့ဘာလဲသူကဝိုင်းပြောချင်ကြလားမာယာလေးမှာပတ်စံရွှေတွေကမဟုတ်ဟိုညီမလေးရောက်စီရွှေတွေဝေးပြီးတော့အဲ့လိုပြောဒါဆိုရင်အမကညီမလေးတို့ရဲ့ဖန်အစ်စ်လုံးဝတည်ကြသွားပြီနော်မတဲတို့ညီမတွေအမြဲတမ်းဗီဒီယိုဖိုင်တက်တိုင်းအမအမြဲတမ်းကြည့်နေလို့ညီမလေးတို့ရွှေအများကြီးဝတ်တာအမသိတာနော်အမရေညီမလေးပြောပေးမယ်အမအရင်ပြောလိုက်ပြီးမှညီမလေးပြောပြပေးမယ်နော်အမကအထင်လွဲတာပေါ့နော်ပြောပြမယ်နည်းနည်းလေးရေးလိုက်မယ်နော်အမပြောတဲ့မြန်မာစကားညီမလေးနားလဲတယ်ရှင်ရပြီအော်နည်းနည်းရေးလိုက်ရအောင်မယ်ရပြီပြောလို့ရပြီခဏလေးနော် line ကလည်းထင်နေတယ်ပြောလို့ရပြီနော်ခဏလေးအမရဲ့အတန်မေးအမ USA မှာနေတော့မြန်မာစကားတိတ်မပြီးတော့ဘူးလေကလေးတွေကပြတာတိုင်းသွားမယ်သူတို့တိုင်းသွားမယ်ဟုတ်တာပေါ့ဟုတ်တယ်သူပေးချင်တယ်အမတို့မာယာလေးကိုပေးချင်တာလားရတယ်အမပေးလို့ရတယ်ဟုတ်တယ်တနာဖို့ကောင်းတယ်အမရေကျမစီပွားရေးနဲ့ကျမတို့အလုပ်သွားလိုက်တယ်ပြန်လာတယ်ဟုတ်တယ်အမအလုပ်လုပ်တာညီမလေးတွေ့တယ်